ခိုင်ပြည်နယ်တွင်ကုလသမဂ္ဂကိုလာရောက်စစ်ဆေးမှုတွေလုပ်ဖို့အာရခတပ်တော် AA ကဖိတ်ခေါ်ထားတဲ့အကြောင်းကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။ရွေးကောက်ပွဲမဲဆွယ်ရမှာဥပဒေစည်းကမ်းတွေနဲ့အညီလှုပ်ဆောင်ဖို့ကော်မရှင်ကပါတီတွေကိုခေါ်ပြောခဲ့သလိုဒီစည်းကမ်းတွေကတချို့ကိုယ်စားလှယ်လောင်းတွေအတွက်အခက်အခဲရှိနေပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကဂါဇာထဲမှာကျန်းမာရေးပြဿနာကြီးလွန်းတာကြောင့်အကူအညီတွေကိုအများကြီးပို့ပေးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာ။ခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်ထိုင်းလျှောက်ကန်ကျေးရွာမှာ2024ခုနှစ်မေလ2ရက်နေ့ကတိုက်ပွဲအတွင်းရိုဟင်ဂျာယာနဲ့ချီကိုအာရခတပ်တော် AA ကတပ်ဖြတ်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ပတ်သက်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်နဲ့ AA ခေါင်းဆောင်တွေဆွေးနွေးခဲ့ပြီးဖြစ်တဲ့နေရာအထိလာရောက်စစ်ဆေးဖို့ပါ AA ဘက်ကဖိတ်ခေါ်ထားတဲ့အကြောင်းကုလသမဂ္ဂကိုတင်သွင်းမဲ့အထူးကိုယ်စားလှယ်ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ AA ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ထဲလာရောက်စုံစမ်းစစ်ဆေးဖို့ဆိုတာဖြစ်နိုင်ခြေရှိရလားဒီအကြောင်းကိုကိုရင်မောင်ကပြောပြပေးမှာပါ။ဘူးသီးတောင်မြို့နယ်ထန်းချောက်ခံရမှာရိုဟင်ဂျာ6ခန့်ကိုအာရခတပ်တော် AA ကတပ်ဖြတ်ခဲ့ကြောင်းသက်သေတွေပါရှိတဲ့အကြောင်းရိုဟင်ဂျာအဖွဲ့တွေနဲ့နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေကဆွဆွဲထားကြပါတယ်။ဒီပေါ် AA ကညှစ်ဆိုထားပြီးတော့အဲ့ဒီရွာနေရာအထိလာရောက်စစ်ဆေးဖို့အတွက်AA ရဲ့ခေါင်းဆောင်ကိုယ်တိုင်ဖိတ်ခေါ်ထားတဲ့အကြောင်းမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews ကအစီရင်ခံစာမှာထည့်သွင်းရေးသားထားပါတယ်။ဒါနဲ့ပတ်သက်လို့အာရကန်ရိုဟင်ဂျာမြို့သားကောင်စီ ARNC နဲ့မြန်မာရိုဟင်ဂျာများအသင်း UK ရဲ့ဥက္ကဋ္ဌဖြစ်သူဦးထွန်းခင်ပြောတာကဖိတ်ခေါ်တာကိုကျွန်တော်တို့ကတော့ကြိုဆိုတယ်စစ်တပ်ကရန်ကုန်ကနေတဆင်ပေးသွားမှာလားဒါမှမဟုတ်နေဆက်ဖြတ်ပြီးသွားမှာလားနှမျိုးလုံးမှာရှုပ်ထွေးမှုတွေရှိနေတယ်အဲ့ဒါကြောင့်ဖြစ်စေခြင်းပေမဲ့ဖြစ်နိုင်ခြေနည်းတယ်လို့ကျွန်တော်တို့အနေနဲ့ယူဆလို့ရတယ်Tom Andrews နဲ့တူ doubleလေးပါတင်တယ်ပြီးတော့နိုင်ငံတကာကနေဖက်မလိုက်တဲ့မီဒီယာတွေပါတင်တယ်အဲ့ဒါမှဒီစုံစမ်းစစ်ဆေးမှုဟာတကယ့်ကိုပြေဆုံးလိမ့်မယ်ဆိုတာကျွန်တော်တို့အနေနဲ့ပြောနိုင်တယ်ANC ရဲ့ဗုဒ္ဓဥက္ကဋ္ဌရိုနီဆန်လင်ကထချမ်ကန်ကိစ္စစုံစမ်းစစ်ဆေးဖို့လုပ်ဖို့ဖိတ်ခေါ်တာကိုကြိုဆိုသလိုသူတို့ဘက်မှလည်းဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အဲ့ဒီကနေနေရဆွန့်ခွာလာတဲ့ရွာသားတွေနဲ့အသက်ခံရသူတွေရဲ့ဆွေမျိုးမိသားစုဝင်တွေစီကနေရထားတဲ့ခိုင်မာတဲ့သက်သေတွေထောက်ထားတွေရှိတယ်လို့ပြောပါတယ်ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကိုအေကဖိတ်ခေါ်လိုက်တာနဲ့ပတ်သက်လို့ရခိုင်ဒေသခံတယောက်ပြတာကတော့ဒီကျူးနာဒီဟောမဟုတ်ဆိုတာကိုအရင်လည်းတက်တဲ့အစဉ်အဆက်ချင်းကြတာကိုကျွန်တော်တို့သိရတယ်အခုအချိန်မှာအာရတာတဲ့တော်ကြီးဦးစီးကောင်းတော့ဒီကိုချုပ်ကမြနိုင်ကိုယ်တိုင်ကဖိတ်ခေါ်တယ်ဆိုတာဟာအမှန်တရားကိုပေါ်ထုတ်ဝင်တဲ့တတိရှိတယ်ဆိုတာပြရတာပေါ့သူတို့ဘက်ကကြောင့်ဝန်ထမ်းကျူးစားရမှာပေါ့ UN ပဲဝန်ရရမှာပေါ့လေအမှန်တရားကိုပေါ်ထုတ်ဖို့အတွက်တော့ဥပေါင်းတာကိုကျွန်တော်တို့ကြိုးဆိုပါတယ်အေဘက်ကတော့အဲ့ဒီတိစုံတဲ့ထက်မှာပါဝင်တဲ့မွတ်စလင်တွေဟာစစ်တပ်နဲ့ပူးပေါင်းထားသူတွေသာဖြစ်နိုင်ပြီးတော့ရွာသားတွေကိုသူတို့မတပ်ဖြတ်ခဲ့တဲ့အကြောင်းဗီဒီယိုဖိုင်နဲ့တကွပြန်လည်ရှင်းလင်းခဲ့ပါတယ်။အာရကန်ရိုဟင်ဂျာမြို့သားကောင်စီ ARNC ကတော့ထပ်လျှောက်ကန်အစုပြုံလိုက်တပ်ဖြတ်ခံရမှုမှာကျူးလွန်သူတွေကိုအရေးယူနိုင်ဖို့အတွက်ပြည်ပဆိုင်ရာရာဇဝတ်ခုံရုံး ICC ကိုတောင်းဆိုထားပါတယ်။လာမယ့်သတင်းပတ်ထဲမှာစတင်မဲ့မဲဆွယ်စီယိုရေးလုပ်ငန်းစဉ်မှာရွေးကောက်ပွဲကော်မရှင်ကသတ်မှတ်ထားတဲ့နီလန်တွေနဲ့သာမဲဆွယ်ရမှာဖြစ်ပြီးလိုက်နာမဲ့စီကံတွေကပါများတာကြောင့်ပါတီဝင်အများပြားရှိတဲ့နိုင်ငံရေးပါတီတွေတဲ့တသီးပုဂ္ဂလကိုယ်စားလှယ်တွေကပိုခက်ခဲဖြစ်စေနိုင်တယ်လို့ကိုယ်စားလှယ်လောင်းတွေကပြောပါတယ်ဘယ်လိုသတ်မှတ်ချက်တွေလဲဒီသတင်းပြည့်စုံကိုဘဘကပြောပြမှာပါရွေးကောက်ပွဲဝင်မဲ့ကိုယ်စားလှယ်လောင်းတွေမဲဆွယ်စည်းရုံးတဲ့အခါရွေးကောက်ပွဲကော်မရှင်ရဲ့တင်းကျပ်တဲ့ပြဋ္ဌာန်းချက်တွေကိုလိုက်နာရမယ့်အပြင်မဲဆွယ်ဟောပြောခွင့်အတွက်လည်းအသေးစိတ်တင်ပြရမှာဖြစ်ပြီးခွင့်ပြုချက်ရမှာပဲလုပ်ခွင့်ရမှာဖြစ်ပါတယ်။ပါတီတွေမဲဆွယ်စည်းရုံးတဲ့အခါစစ်တပ်ကိုတိတ်ခါကြစေမဲ့ဟောပြောစည်းရုံးတာတွေမလုပ်ဖို့လဲပြဋ္ဌာန်းထားပါတယ်။ဒါ့အပြင်မဲဆွယ်မယ်ဆိုရင်လုံခြုံရေးကော်မတီကိုရောမြို့နယ်ကော်မရှင်ကိုပါအသေးစိတ်တင်ပြမှာဖြစ်ပြီးနှစ်ဖွဲ့စလုံးကခွင့်ပြုမှာပဲမဲဆွယ်စည်းရုံးရေးလုပ်ရမယ့်သဘောလို့ကိုယ်စားလှယ်လောင်းတွေကပြောပါတယ်။ကိုယ်စားလှယ်လောင်းတွေမဲဆွယ်စည်းရုံးရေးလုပ်ချိန်မှာလုံခြုံရေးယူပေးမှာဖြစ်လို့စည်းရုံးမဲ့နေရာအချိန်နဲ့လူအင်အားကိုအသေးစိတ်တင်ပြခိုင်းတာဖြစ်နိုင်တယ်လို့လည်းကိုယ်စားလှယ်လောင်းတချို့ကပြောပါတယ်။ဒါ့အပြင်စီတန်းလှည့်လည်တာနဲ့ကျွေးကြော်တာကိုတားမြစ်ထားတဲ့အပြင်ကန့်သက်ချက်တွေများလို့ပါတီဝင်အင်အားရှိတဲ့နိုင်ငံရေးပါတီတွေထက်တသီးပုဂ္ဂလကိုယ်စားလှယ်တွေပို့ပြီးတော့ခက်ခဲရှိနိုင်တယ်လို့ဆိုပါတယ်။ဒါနဲ့ပတ်သက်ပြီးတသီးပုဂ္ဂလကိုယ်စားလှယ်လောင်းဦးကျော်ထက်ပြောတာကပါတီနဲ့တသီးပုဂ္ဂလနဲ့မှကြတော့အမှားတော့ကွာသွားတာအဲ့တော့ကျွန်တော်ညှိနှိုင်းရမယ်ဆိုတာအဲ့ဒါကိုပြောတာ
ကျွန်တော်တို့ဥပဒေကပေးရတယ်ပေါ့ဟိုစီတန်းလည်းလည်းမရှိစီတန်းလည်းလည်းဝင်မလုပ်ပါဘူးလို့ပြောတာမှန်တယ်ဒါပေမဲ့ကျွန်တော်တို့လမ်းလုံးလမ်းဝါးတွေမှာတော့ခေါ်ပြောခွင့်တွေပါတယ်တော့ပေးရမှာအဲ့ဒီ risk ကပုံစံလောင်းနဲ့ယူနိုင်တယ်ဆိုလို့ရှိရင်နောက်ပြီးရင်ခေါင်းကတော့သက်ဆိုင်ရာလုံခြုံရေးဖွဲ့ရတယ်ခွင့်ပြုတယ်ဆိုတော့လုပ်လို့ရမယ်။နောက်မို့ဆိုရင်တော့ကျွန်တော်တို့မဲဆွဲတဲ့ကိစ္စကတော့လူထုကိုကျွန်တော်တို့ဟိုတိုင်းရစကားပြောတဲ့နည်းနဲ့အုပ်စုဖွဲ့ခေါ်ပြောတဲ့ပုံစံမျိုးလုပ်ဖို့တော့အားနေမယ်။ဒါပေမဲ့တော့ကျွန်တော်တို့ဒါ pamphlet တွေရအောင်ဝေရမယ်နည်းတော့နောက်ပြီး online campaign ကို digital campaign တွေကိုပုံပြီးဒီကလုပ်ရမယ်ဆိုတော့တက်ရောက်တယ်ရွေးကောက်ပွဲကော်မရှင်ဟာမဲဆွယ်စည်းရုံးရေးစဖို့တပတ်ဝန်းကျင်လို့မှာပဲနိုင်ငံရေးပါတီတွေကိုခေါ်တွေ့ပြီးမဲဆွယ်စည်းရုံးရာမှာရွေးကောက်ပွဲဥပဒေပါပြဋ္ဌာန်းချက်တွေကိုလိုက်နာဖို့ထပ်ပြီးသတိပေးခဲ့ပါတယ်2025ကျွန်းလကရွေးကောက်ပွဲဥပဒေကိုစစ်တပ်ကပြင်ဆင်ပြဋ္ဌာန်းခဲ့ခြင်းကလည်းမဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်လို့ပြစ်မှုပြစ်ဒဏ်တွေအပြင်ကိုယ်စားလှယ်တွေအနေနဲ့သတ်မှတ်ထားတဲ့နည်းလမ်းတွေနဲ့သာမဲဆွယ်ရမယ်ဆိုပြီးပြင်ဆင်ဖြစ်ဆွက်ခဲ့ပါတယ်မဲဆွယ်ရမှာ UEC ကသတ်မှတ်ထားတဲ့နည်းလမ်းတွေနဲ့ဆောင်ရွက်မယ်ဆိုတာဘယ်လိုပါလဲကျန်းခိုင်ရေးပါတီရဲ့နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌဦးလှဆွေကခုလိုပြောပါတယ်သူကတတ်မှတ်ထားတဲ့ဟာဆိုတာကဘာသာရေးကိုအကြောင်းပြုပြီးမဲဆွဲရအောင်လို့သူများကိုမပုတ်ခတ်ရအောင်လို့သူများတစ်ခြားပါတီတွေပေါ့နော်နောက်တစ်ခါဒုတော်ရေးသုံးပါးကိုစက်ကျင်နေရအောင်တမတော်ဟိုဟာပြည်သူလူထုထင်မှားတဲ့ဟာတွေမပြောအောင်ဒါမျိုးတွေပါလာပေါ့သူတို့ရေးကတော့ဥပမာဗျာကျွန်တော်ယူစီတင်လိုက်တယ်ပေါ့တပတ်ကျော်တယ်ကျွန်တော်တို့ဘယ်ရွာမှာဘယ်လိုမဟုတ်ပါမယ်တော့ပြောပါမယ်လို့ပြောလို့ရှိရင်သူကတမထားတဲ့ဟိုပါဘောသူတို့ရေအဆောက်အအုံတွေတက်လုံခြုံရေးအဆောက်အအုံတွေပေးမယ်လို့ပြောပါတယ်ရွေးကောက်ပွဲကော်မရှင်ကတော့ကိုယ်စားလှယ်လောင်းနေအနေနဲ့မဲဆွယ်စည်းရုံးရေးလုပ်တဲ့အခါတတ်မှတ်ပြဋ္ဌာန်းချက်တွေကိုဖောက်ဖျက်ရင်အရေးယူမှာဖြစ်ပြီးရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကာကွယ်ပေးရေးဥပဒေနဲ့မငြိစေဖို့ပါလိုတယ်လို့သတိပေးထားပါတယ်ကမ္ဘာ့ကျန်းမာရေးဖွဲ့ကြီးကဂါဇာထဲမှာကျန်းမာရေးကတ်ဆိုင်နေပြီးမျိုးဆက်များစွာအထိရင်ဆိုင်သွားကြနိုင်တဲ့အကြောင်းသတိပေးလိုက်ပါတယ်ကမ္ဘာ့ကျန်းမာရေးဖွဲ့ကြီးရဲ့အကြီးအကဲဖြစ်တဲ့ဒေါက်တာတက်ဒရို့စ်ဟက်နောင်နိုမ်ဂေဘရီယယ်စ်ကအဲ့ဒီဂါဇာလူထုရင်ဆိုင်နေရတဲ့ပြဿနာတွေကိုဖြေရှင်းဖို့ဆိုရင်အရင်ဆုံးအကူအညီတွေအများကြီးထပ်တိုးပေးဖို့လိုတယ်လို့ BBC ကိုပြောပါတယ်အစ္စရေးကတော့ဟာမတ်စ်ရဲ့ပြီးခဲ့တဲ့အောက်တိုဘာ10ရက်မှာအပြည့်ရဲ့သဘောတူညီမှုစခဲ့တဲ့နောက်ပိုင်းမှာဆေးဝါးနဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုပုံမပေးဝင်နေပါပြီဒေါက်တာတက်ဒရို့စ်ကအပြည့်ရဲ့သဘောတူညီမှုကိုကြိုဆိုကြောင်းပြောပေမဲ့အဲ့နောက်မှာဂါဇာထဲဝင်ရောက်လာနေတဲ့အကူအညီတွေကမှန်းထားတာတဲ့နည်းနေသေးတယ်လို့ဆိုပါတယ် There should be full access အသက်ရှင်နေတဲ့ဒဇကန်အားလုံးပြန်လွှတ်ပေးပြီးတဲ့နောက်ကားပေါ်နဲ့ဒဇကန်ရုပ်ကျွင်းတချို့ကိုပြန်လွှဲပေးပြီးတဲ့နောက်မှာတော့ဘာချွင်းချက်မှမထားဘဲအပြည့်အဝဝင်ခွင့်ပေးတင်ပါတယ်နောက်ထပ်ကန့်သတ်မှုတွေရှိလာမယ်ဆိုပြီးထင်မထားခဲ့မိပါဘူးမနေ့ကဟာမတ်စ်ပြန်ပို့ပေးခဲ့တဲ့ဒဇကန်အလောင်း2လောင်းကိုဘယ်သူပဲဝါဆိုတာအစ္စရေးစစ်တပ်ကအတည်ပြုနိုင်ခဲ့ပါပြီဒါကြောင့်ဟာမတ်စ်ထဲမှာရှိနေစဉ်သေဆုံးသွားခဲ့တဲ့ဒဇကန်28ယောက်ထဲက15ယောက်ရဲ့ရုပ်ကြွင်းတွေကိုပြန်ပို့ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမန်နေတန်ယာဟုနဲ့တွေ့ဆုံဆွေးနွေးဖို့အစ္စရေးမှာရောက်ရှိနေတဲ့အမေရိကန်ဒုတိယသမ္မတဂျေဒီဗန်စ်ကတော့ကြံနေသေးတဲ့ရုပ်ကြွင်းတွေအကုန်ပြန်ရဖို့ကအချိန်ယူရလိမ့်မယ်လို့ပြောပါတယ်It is a focus of everybody here to get those bodies back home to their ရုပ်အလောင်းတွေကိုမိသားစုတွေစီပြန်ယူပြီးတေချာမြုပ်နှံဖို့ဒီကလူတိုင်းကအာယုံစိုက်ကြပါတယ်အခုတော့အဲ့ဒါကအခက်အခဲရှိတယ်လို့ဆိုပါတယ်ဒါညာတွင်းချင်းဖြစ်မှာမဟုတ်ပါဘူးဒဇာကန်တချို့ကိုအပြည့်စည်းပုံတွေအောက်မှာမြုပ်ထားတာပါတချို့ရုပ်အလောင်းတွေကတော့ဘယ်ရောက်နေမှန်းတော့မသိကြတော့ပါဘူးဒီလိုပြောလို့အလောင်းတွေပြန်ရဖို့မကြိုးစားသင့်ဘူးလို့ဆိုလိုတာမဟုတ်ပါဘူးနည်းနည်းသိခံပြီးနှစ်သိမ့်ဆွေးနွေးဖို့လိုတယ်လို့ပြောချင်တာပါဒါအချိန်နည်းနည်းယူပါလိမ့်မယ် This is going to take a little bit of time Mrs. Spencer ပြည့်ရသဘောတူတဲ့အခြေအနေတွေကလည်းမှန်းထားတဲ့တော့ပိုကောင်းနေသေးတယ်လို့ဆိုပါတယ်တခါဒီနှစ်ထဲမှာကမ္ဘာကုန်သွယ်ရေးတင်းမာမှုတွေကြားမှာအပြောများနေတာကမြေရှားသတ္တုတွေအကြောင်းဖြစ်ပါတယ်လျှက်စစ်ကားတွေအစ electronic ပစ္စည်းတွေနဲ့စစ်သုံးလက်နက်တွေပါမကြံအောင်အသုံးဝင်တာကြောင့်ဝယ်လိုအားမြင့်မားတဲ့ဒီမြေရှားဈေးကွက်ကိုထိန်းချုပ်ထားတာကတရုတ်ပါ Greenland ဟာလည်းကမ္ဘာပေါ်မှာအရှားပါဆုံးမြေရှားသတ္တုတွေရှိနေတဲ့နေရာတစ်ခုဖြစ်တာကြောင့်ကမ္ဘာမြောက်ခြမ်းမှာလည်းလှုပ်လှုပ်ရှားရှားတွေမြင်လာနေရပြီဖြစ်ပါတယ်BBC သတင်းတော့ Adrian Murray ပေးပို့ထားတဲ့သတင်းကိုမတ်တီယာတွေကပြောပြမှာပါရေခဲဖုံးနေတဲ့ Greenland ကျွန်းရဲ့ကျေပြတ်မှုကအံ့ဩစရာပါဒီ Arctic နယ်မြေကြီးရဲ့တောင်ဘက်ဖျားကိုကျမတို့လာခဲ့ကြပါတယ်လမ်းပန်းဆက်သွယ်ရေးလည်းမကောင်းတော့ဒီနားတဝိုက်သွားဖို့ကမော်တော်ဒါမှမဟုတ်ရဟတ်ယာဉ်စီးဖို့ပဲရှိပါတယ်မိုင်းရင်းတူဖို့ကြံစီထားတဲ့နေရာတစ်ခုကိုကျမတို့လာနေကြပါတယ်ဒီတောင်ဆောင်နေရာအများကြီးကို Tambridge စီမံကိန်းကယူထားပါတယ်ဒီမှာအဖို့တန်သတ္တုတွေအများကြီးရှိပြီးမြေရှားတွေလည်းပါတယ်လို့ပိုင်ရှင်တွေကပြောပါတယ်You've got the black,
ဒီမှာအဖြူအမဲနဲ့အနီရှိပါတယ်အနီကိုလူတိုင်းလူချင်းကြပြီးတော့မြေရှားတွေရှိတဲ့နေရာဖြစ်ပါတယ် မြေရှားတပ်တုတွေကတကယ်တမ်းရှားပါတာတော့မဟုတ်ပေမဲ့ဒီထူးခြားတဲ့တပ်တုအုပ်စုကခဏကျမတို့နေ့စဉ်သုံးနေတဲ့နည်းပညာမျိုးစုံအတွက်အင်မတန်အရေးပါပါတယ် smartphone နဲ့ရုပ်သံဖန်သားပြင်တွေကနေပြီးတန်လိုက်နဲ့ဒုံးမြန်တွေအထိကိုသုံးတာပါ guided missile systems ပေထိန်ဒုံးစနစ်ဖြတ်သင်းပေါ်နဲ့ F-35 တိုက်လေယာဉ်တွေပါတာပေါ့ဒီမြေရှားတပ်တုတွေမရှိဘဲနဲ့ Elon Musk အာကာသတွေကိုဒုံးပြန်မလွှတ်နိုင်ပါဘူး တရုတ်ကကမ္ဘာမြေရှားတပ်တုရဲ့90%ကျော်ကိုထိန်းချုပ်ထားပြီးအမေရိကန်နဲ့ဥရောပမှာမြေရှားတပ်တုလုံလောက်ဖို့လုံးပန်းနေချိန်မှာပဲဒီတပ်တုတင်ပို့မှုကိုအခုတင်းတင်းကြပ်ကြပ်ထိန်းချုပ်လိုက်ပါပြီ Greenland ကျွန်းကဗျူဟာအရအရေးကြီးတဲ့အာတစ်ဒေသမှာရှိတဲ့အပြင်တပ်တုပေါ်ကျွယ်ဝမှုကြောင့် Trump အစိုးရကမျက်စိကျလာပါတယ် Pentagon စစ်ဌာနချုပ်နောက်ခံရှိတဲ့အမေရိကန်တပ်တုတန့်စင်စက်ရုံကို Cambridge ကနေကုန်ကျန်းတင်သွင်းဖို့10နှစ်စာချုပ်ချုပ်ထားပါတယ်တူဖော်ခွင့်လိုင်စင်ကိုအရင်9နှစ်ကတည်းကချပေးထားပြီးဒီຫນွေဥမှာအလုပ်စနိုင်မယ်လို့ကုမ္ပဏီကမျှော်လင့်ပါတယ်နောက်ဆုံးခွင့်ပြုမိန့်နဲ့ငွေကြေးလိုအပ်ချက်ကတော့ရှိနေပါသေးတယ်နောက်ပြီးဒီကအခြေခံဆောက်အုံတွေအားလုံးကိုအစကနေတိစောက်ရမှာပါဒီမြောက်ပိုင်းနေကြားမှာမိုင်းတွင်းတူဖို့ကခက်ခဲပြီးစိန်ခေါ်မှုများပါတယ်ဒီမှာတူလက်စမိုင်းတွင်းကလည်းတကြုံလုံးမှာနှစ်တွင်းပဲရှိပါတယ်အရင်9နှစ်6နှစ်9နှစ်ကျော်တွင် Greenland ကိုအာရုံစိုက်မှုပိုများလာပါတယ်။ခုတော့ကျမတို့စီမှာစီမံကိန်းတွေအများကြီးရှေ့ဆက်လာတာကိုစတွေ့လာရပါပြီ။နောက်လာမယ့်10နှစ်တွင်ဒီမှာမြေရှားမိုင်းတွင်3တွင်းကနေ9တွင်းအထိရှိလာမယ်လို့ကျမမျှော်လင့်ပါတယ်။ကျမအမြင်မှာဒါကမြန်နေပါသေးတယ်။ဥရောပသမဂ္ဂကအရေးတကြီးစည်ရင်းသွင်းထားတဲ့တပ်တုအမျိုးအစား30ကျော်တွေက24မျိုးကိုဒီမှာတွေ့ရပါတယ်။နောက်ကမ္ဘာအကြီးဆုံးမြေရှားတပ်တုတိုက်3ခုက Greenland ကျွန်းမှာရှိတယ်လို့ယူဆပါတယ်။တပ်တုတန့်စင်တာကတော့နောက်ထပ်ကိစ္စဖြစ်ပါတယ်ဒီတပ်ထုတွေကိုတူးဖော်ရှာဖွေတာကလွယ်ပါသေးတယ်ဒီမှာတကယ်ခက်ခဲပြီးတော့ငွေကုန်တာကဒီမြေရှားတပ်ထုမျိုးစုံကိုဘယ်လိုတန့်စင်မလဲဆိုတာပါဥရောပမှာဒီနည်းပညာကပျောက်နေပါတယ်ဒီတမိုးကြီးတဲ့တပ်တုတွေကိုအပူတပြင်းလိုချင်နေကြချိန်မှာပဲ Greenland ကျွန်းရဲ့မတို့ထိရသေးတဲ့တပ်တုကျွဲဝမှုကြောင့်လဲစိတ်ဝင်စားဖြစ်နေကြပါတယ်ခရချာထိတ်တဲရောက်သတင်းတွေကိုဆက်ပြီးရှုစားရအောင်ပါဘရာဇီးတရားရုံးချုပ်ကပြီးခဲ့တဲ့2020အတွင်းကသမ္မတဟောင်းဘော်ဆိုနာရိုရွေးကောက်ပွဲမှာရှုံးနိမ့်ပြီးတဲ့နောက်မှာဖြစ်ခဲ့တဲ့မအောင်မြင်တဲ့အာဏာသိမ်းရန်ကြိုးစားမှုနဲ့လူ9ယောက်ကိုထောင်ဒဏ်18နှစ်ထိချမှတ်လိုက်ပါတယ်ဒီလူတွေကို electronic မဲပေးစနစ်နဲ့ပတ်သက်လို့မဟုတ်မမှန်သတင်းတွေဖြန့်ချီပြီးလူထုကြားမငြိမ်မသက်ဖြစ်အောင်ကြံစည်ခဲ့တယ်ဆိုပြီးဆွဲဆိုပြစ်ဒဏ်ချမှတ်ခဲ့တာပါပြီးခဲ့တဲ့ September အတွင်းကလည်း Mr. Bolsonaro ကိုယ်တိုင်ထောင်ဒဏ်28နှစ်အပြစ်ပေးခံခဲ့ရပါတယ်ထေရှားကြော်ကြားတဲ့လူရာပေါင်းများစွာကအင်မတန်အစ်စ်မြင့်တဲ့ညံရီတုဖန်တီးမှုတွေမလုံအောင်ပိတ်ပင်ဖို့အတွက်တောင်းဆိုလိုက်ကြပါတယ်အဲ့လိုလုပ်ရင်လူသားမျိုးနွယ်တွေပျောက်ကွယ်သွားတဲ့အထိဖြစ်လာနိုင်တယ်လို့သတိပေးပါတယ်အဲ့ဒီသတိပေးတဲ့လူတွေမှာ Apple Company ရဲ့တွဲဖက်တီထောင်သူ Steve Wozniak နဲ့ဤပညာလောကကဦးဆောင်သူတရားဖြစ်တဲ့ Joshua Bengio တို့လည်းပါဝင်ပါတယ်သူတို့ကဆက်ရည်တည်ယူနိုင်တဲ့စနစ်တွေကလူသားတွေရဲ့ပင်ကိုယ်ဉာဏ်နဲ့လှုပ်ဆောင်မှုတွေကိုသိသိသာသာကျော်လွန်သွားနိုင်တဲ့အန္တရာယ်တွေရှိတာကြောင့်စီမင်းစည်းကမ်းတွေပိုတင်းကျပ်ဖို့ပါတောင်းဆိုလိုက်ပါတယ်ခုတော့ American ပြည်ထောင်စု Oregon ကတရိတ်ဆက်ရုံထဲမှာပြည်သက်တွေအကြိုက်တွေ့နေတဲ့ပြကွက်ကဘာလဲဆိုတာကြည့်အောင်ပါချားတော့မဟုတ်ပါဘူးဒီချိန် American မှာတွေ့ရများတဲ့ဖျုံသီးကြီးတွေကိုစင်တွေကနင်းပြခွဲပြလုပ်နေကြပဲဖြစ်ပါတယ်စင်တွေအတွက်အေးရမဖျုံသီးကြီးတွေကိုသီးနှံစိုက်ပျိုးသူများအသင်း Pacific Giant Vegetable Growers Club ကလှူဒန်းပေးထားတာဖြစ်ပါတယ်စင်တွေကအဲ့ဒီဖျုံသီးကြီးတွေကိုခွဲပြီးသွားရင်တခါတည်းပါဆက်ပြီးစားလို့ရပါတယ်ဒါပေမဲ့ဒီစင်ပေါက်400တော့သူ့အတွက်ဘောလုံးလေ့ကျင့်ဖို့ပေးထားတယ်လို့တော့ထင်နေတဲ့ပုံရပါတယ်ခင်ဗျာဗီဇွယ်ဘက်နောက်ဆုံးသတင်းတွေသုံးသက်ချက်ဆောင်းပါးတွေဓာတ်ပုံနဲ့ဗီဒီယိုသတင်းတွေကို www.bbcburmese.com မှာတွားရောက်ဖတ်ရှုနားဆင်နိုင်ကြပါတယ်ခင်ဗျာခုလို BBC